အားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော်လိပ်ပြလေးခောက်ပြသွားမှာဖြစ်ပါတယ်ဒီဟာလေးခောက်ဖို့အတွက်ကျွန်တော်တို့အနားလေးဘက်လေးနဲ့လုံးညီတဲ့စက္ကူသားလေးလိုပါမယ်ဥပမာ20 cm ပေါ့နော်တစ်ဖက်ကို20 cm လေးရှိတဲ့စက္ကူလေးလိုပါမယ်ကျွန်တော်သုံးပြထားတာကတော့တစ်ဖက်ကို20 cm လေးရှိပါတယ်ဆိုင်ရွက်ကြီးသေးပေါ်မူတည်ပြီးတော့လိပ်ပြကြီးသေးလေးကွာသွားမှာပေါ့နော်ပထမဆုံးကျွန်တော်တို့ခုပုံမှာမြင်ရတဲ့အတိုင်းပေါ့နော်ဒီလိုမျိုးလေးညီအောင်ခောက်မယ်ပေါ့နော်โอเคအဲ့လိုညီအောင်ခောက်ပြီးသွားပြီပေါ့နော်ဒီနှစ်ဖက်လုံးညီသွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်လုပ်ရမယ့်တစ်ဆင့်ကတော့သူ့ရဲ့ဆန့်ကျင်ဘက်ပေါ့နော်အခုခောက်ထားတဲ့ခေါင်းရိုးတိုင်းမဟုတ်ဘဲနဲ့ခုကကျွန်တော်တို့အတွင်းဘက်ကိုခောက်ထားပြီပေါ့နော်အဲ့ဒါကိုဖြောင်းပြန်လှန်လိုက်မယ်အပြင်ဘက်ကနေပြီးတော့ကျွန်တော်တို့ထိုင်ခွန်းနေပေါ့နော်ဒေါင်းပြက်လေးကျွန်တော်တို့ထပ်ပြီးတော့ခောက်ပါမယ်အဲ့ဒါလည်းခုနပြတဲ့အတိုင်းပဲနှစ်ဖက်လုံးကိုအဲ့လိုခောက်ဖို့လိုပါတယ်ခောက်ပြီးတော့ရင်ကျွန်တော်တို့လောက်ရမှာကအခုလိုကျွန်တော်ပြထားတဲ့ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလေးပေါ့နော်အဲ့ဒီပုံစံအတိုင်းလေးရတော့အောင်ကျွန်တော်တို့ပြန်ချိုးလိုက်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီသူ့ရဲ့ပေါ့နော်ဒီအနားလေးတွေကနေပြီးတော့ပေါ့နော်ခုလိုမျိုးလေးဒရီကန်လေးရသွားအောင်ပြန်ခောက်လိုက်ပါမယ်နှစ်ဖက်လုံးကိုလည်းပဲခောက်ပါမယ်နားလေးတွေတခြားညီအောင်ခောက်ပေးဖို့လိုပါတယ်အဲ့လိုခောက်ပြီးသွားရင်ကျွန်တော်တို့လောလောဆယ်နောက်တစ်ဆင့်မသွားခင်ပေါ့နော်ကျွန်တော်တို့လိပ်ပြရဲ့ဒီတောင်ပန်လေးတွေမှာဝိုင်းလေးတွေနားမှာပေါ့နော်ချွန်နေရမျိုးမဖြစ်အောင်တကယ်လိပ်ပြလေးနဲ့တူအောင်ပေါ့နော်ကျွန်တော်တို့ကချေးလေးနဲ့ဒီအနားလေးကိုဝိုင်းလေးညက်ပေးလိုက်ပါမယ်ပုံနေတဲ့အားလေးကိုပေါ့နော်ဒီရဲ့ဆန်ကျင်ဘက်ကိုပြန်ခောက်ပြီးတော့ချိုးထဲမှာပေါ့နော်ခုဗီဒီယိုမှာမြင်ရတဲ့အတိုင်းပေါ့နော်မြဲချင်ရင်တော့ကျွန်တော်တို့ကောသုံးလို့ရပါတယ်ကျွန်တော်တို့ဒီတိုင်းပဲခောက်ပြလိုက်တာပါဒီတိုင်းဆိုရင်တော့နည်းနည်းပြန်လန်းလာလို့ရှိနေတယ်ပေါ့နော်ခုဆိုရင်လိပ်ပြလှလှလေးရတော့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်